ဒီနေ့ကမမင်းလိုက်လေးမလွင့်လာကြလို့လိုက်လေးဆိုင်နဲ့အရင်ဆုံးပေါ့နော်မမင်းဒီလက်ဆောင်လေးပေးမဲ့အကြောင်းကိုအရင်ပြောသွားလိုက်မယ်နော်မမင်းဖောက်ပေးမဲ့ဂျိုးလေးကကြတော့ဒီဂျိုးလေးပါရှင့်အခုမမင်းဒီရှင်းမှာပြထားတဲ့ဂျိုးလေးတွေကပုံမှန်ဆိုရင်မမင်း13000 12500ရောင်းတဲ့ဂျိုးလေးတွေကိုဒီနေ့လိုက်ထဲမှာတစ်စုံကို1000နဲ့ပဲရောင်းပေးမှာပါဒီလိုက်လေးကြည့်ပြီးတော့မမင်းရဲ့ကျိုးလေးကိုကြိုက်တယ်ဒီလိုက်ဆေးလေးနဲ့လိုက်မရောင်းပေးတဲ့ဈေးလေးနဲ့လိုချင်နေဆိုရင်မမင်း2ရက်အတွင်းဒီလိုက်ဈေးလေးနဲ့ရောင်းပေးပါမယ်ရှင်2ရက်ကျော်သွားရင်တော့လိုက်ဈေးနဲ့မရတော့ပါဘူးเนาะကြိုက်တယ်ဆိုရင်ဒီ2ရက်အတွင်းမှာဒီမမင်းပြထားတဲ့ပုံတွေကို screenshot ရိုက်ပြီးတော့မမင်းရဲ့ Messenger မှာလာပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ရှင်လူမရှိသေးခင်မှာမမင်းကျိုးလေးပြသွားလိုက်မယ်เนาะမင်းစီမှာကျိုးဖြူလေးတွေလည်းရှိပါတယ်စိမ့်လက်စီရေစုချွေးစုခံနဲ့ကျိုးဖြူလေးလည်းရှိပါတယ်ရှင်ဒီကျိုးဖြူလေးကိုမင်းပြပေးမယ်နော်ဒီကျိုးဖြူလေးတွေကဆိုရင်သူကပုံမှန်မင်း1000ရောင်းတာကိုဒီနေ့9000နဲ့ပဲယူပါရှင်ကျိုးလော့ကတ်တွဲရက်ကိုမှ9000ပဲနော်ဒါဆိုရင်မှာမယ်ဆိုတလီကားတွေနဲ့ကွာဒီလောက်ဈေးနဲ့မရဘူးမင်းစီမှာကျတော့ကျိုးလော့ကတ်တွဲရက်ကိုမှမင်းဒီနေ့9000နဲ့ပဲရောင်းပေးမှာပါနောက်တစ်ပုံပြပေးမယ်နော်ခုခေတ်မှာကွယ်ဒီဖန်စီဂျိုးလေးတွေဆိုရင်တော့မှ3000 4000ကိုကွာမဝယ်နေတော့ ਨੇ ဒီလိုမျိုးပေါ့နော်ပစ္စည်း quality ကောင်းပြီးတော့အယောင်ခံတဲ့ stainless steel ဂျိုးတွေကိုပဲဝယ်အဲ့ဒါဘာလို့လဲဆိုတော့ဒါတွေကကြတော့အများတန်းဝစ်လဲတော့အယောင်မကျဘူးဒီရေဆိုရွှေဆိုလဲခံအောင်မှဆက်ပြရေးမွေး lotion ထိနေအောင်မှလာချီဝစ်လို့ရတဲ့ဂျိုးဆိုတော့9000လေးပေးပြီးတော့3-4လ5လ6လအဲ့လိုမျိုးဝစ်ရတာဆိုတော့တကယ်ကိုတန့်နေနော်ပုံမှန် fancy ကျိုး3000 4000တွေမဝစ်တော့နဲ့ဒီ9000ဆိုတဲ့ကျိုးလေးဝစ်မင်းစီမှာအများဆုံးမှာမင်းပုံမှန်ရောင်းရင်13500အဲ့ဒါမှဒီနေ့ like ထဲမှာမင်းရဲ့ follower တွေမင်းဒီ like ကိုကြည့်ရတူအကုန်လုံးကိုမင်းစာက1000အဲ့ဈေးလေးနဲ့ပဲရောင်းပေးမှာပုံမှန်ဆိုရင်ကွယ်ဒီမှဖြစ်1000ခွဲ18500ရှိတဲ့ကျိုးတွေဒါပေမဲ့ဒီနေ့လိုက်မှာကျတော့မင်းစားကဒါလေးတွေကို9000နဲ့1000ပဲရောင်းပေးမှာပစ္စည်း quality လည်းကောင်းတယ်အဲ့အတွက်ကြောင့်မလို့ဒီတန်တုံးလေးယူထားတော့မင်းဒီနေ့နဲ့မနက်ဖြန်2ရက်ပဲဒီဈေးလေးထားပေးမှာပါနောက်ရက်တည်းဆိုရင်ဈေးတွေကပုံမှန်ဈေးလေးဖြစ်သွားပါပြီရှင်ပြီးတော့ဒီလိုမျိုးကျိုးဖြူလေးတွေကလည်းတန်ပေါ့နော်မင်းစီမှာပစ္စည်းတိတ်မရောက်လို့ဘူးရောက်တဲ့တစ်ခိုက်ကိုမင်းကဒီဈေးလေးနဲ့ထားပေးရပါ9000နဲ့ကွာ6လထိအမုံဝတ်လို့ရတယ်နော်နောက်ထပ်ပုံစံတစ်မျိုးလေးပြပေးပါမယ်ရှင်ကဲအနောက်ကရွှေကြိုးလေးကြိုက်တယ်ဆိုရင်လည်းအနောက်ကရွှေကြိုးလေးကကြတော့တကြိုးကိုမှ1000မှာမင်းဈေးကတ်ထားသလိုပဲပုံမှန်မင်းဆိုင်မှာဆို13500 12500ရောင်းတဲ့ကြိုးလေးတွေကိုအခု1000နဲ့ပဲရောင်းပေးမှာပါရှင်မမရဲ့ဒီ customer လေးတွေမမရဲ့ follower လေးတွေဒီ delivery လေးပဲဟိုတက်တာပေါ့နော်ဒီဝယ်ရတာဝယ်ရလဲဈေးတန်လေးနဲ့ဝယ်ရအောင်လို့မမဈေးကိုတမင် short ပေးထားတာပါကဲဒါလေးကကြတော့ stainless ဒီထဲမှာရှာပလဲနဲ့လာတယ်ဒီရွှေလော့ကတ်925မှာရှိတယ်ဒီ locket design လေးပေါ့နော်ပုံမှန်ဆိုရင်မြင်ချီရပြသွားသလို fancy locket ပုံစံလေးတွေဒါကကျတော့ platinum ရွှေမှာထပ်ထားတဲ့ locket design လေးတွေကို stainless steel မှာရတာပါဒီသူ့ရဲ့ bling ကြိုးကလည်းလေ locket ကိုမကြိုက်ဘဲနဲ့ bling ကြိုးကိုပဲဝတ်မယ်ဆိုရင်တော့တော်တော်လှပါတယ်ဒီအစစ်925ဒီဒီ platinum တွေမှာလည်းဒီလိုကြိုးလေးတွေကထွက်ထားလည်းရှိရပေါ့နော်အဲ့အတွက်ကြောင့်အစစ်နဲ့တပုံစံနဲ့တူအောင်လုပ်ရပါတယ်ရှင်ဝင်နောက်တစ်မျိုးပြပေးမယ်နော်မင်းလိုက်ကိုမကြည့်လိုက်ရပါမယ်လိုက်ထဲကဈေးတိုင်းရကျင်နေဆိုရင်ဒီနေ့နဲ့မနေ့ပြန်2ရက်မင်းဒီဈေးလေးနဲ့ထားပေးပါမယ်ရှင်ဒီမှာပါဒါလေးကကြတော့ဘယ်လိုပြောမလဲ तू မှာပါတဲ့ကြောက်တွေကလေဒီအစစ်နဲ့တပုံစံနဲ့တူရလဲမပြောနဲ့သူတို့သုံးတဲ့ကြောက်လေးတွေကချက်ကြောက်လေးတွေပါရှင်ချက်ကြောက်လေးတွေဆိုတော့ကော်ကြောက်တွေမဟုတ်ဘူးเนาะချက်ကြောက်လေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့အစစ်နဲ့တပုံစံနဲ့တူတဲ့ဒီဇိုင်းလေးကိုဝေးရမှာပါဒါလေးကလည်းတကြိုးလော့ကတ်တွဲရက်ကိုမှ9000ပါရှင်အရန်တန်တာเนาะ9000လေးနဲ့မင်းတို့6လတစ်နှစ်လောက်ထိဝတ်လို့ရတဲ့ကြိုးလေးတွေပါရှင်မင်း2ရက်ဒီဈေးလေးနဲ့ထားပေးမှာပါဒီခုမင်းပြထားတဲ့အရှိမပြထားတဲ့ရွှေကြိုးလေးဆိုရင်လည်းမင်း13000 12500ရောင်းတဲ့ကြိုးလေးတွေကိုကြိုးလော့ကတ်တွဲရက်မှာ1000ပဲထားပေးပါရှင်ဈေးတန်တုံးလေးယူထားပါမင်းဒီနေ့ရဲ့ပဲဈေးလေး shop ပေးမှာပါရှင်
ရွှေကြိုးထဲမှာလုံးဝဒီလိုမျိုးရွှေကြောက်မဟုတ်ပဲနဲ့ကာလာလေးနဲ့ဝတ်ချင်တဲ့သူတွေအတွက်လည်းမင်းမင်းပုံလေးပြပေးမယ်နော်အခုမင်းတို့လူငယ်တွေကြားမှာခစ်စားနေတဲ့ဒီဇိုင်းလေးပါလေးပြဒီဇိုင်းလေးဒီလေးပြဒီဇိုင်းလေးကလေလူတိုင်းရောက်တိုင်းဒီမင်းမင်းမှားလိုက်တိုင်းဒီလေးပြဒီဇိုင်းလေးကလေလူတိုင်းကြိုက်တယ်ဒါဆိုရင်အခောက်ရွှေရှမ်းရွှေမှာဆိုရင်ဒီလိုမျိုးဒီဇိုင်းလေးတွေကအရန်ကိုလူကြိုက်များပြီးတော့ရောက်ကုန်တဲ့ဒီဇိုင်းလေးပါရှင်ဒါလေးကအထဲကအခောက်ရွှေကိုမှအောက်ကဘောလုံးလေးကိုဒီငါးမူကျိုးလေးတန်ကျိုးလေးနဲ့ဒီဇိုင်းလုပ်ပေးထားတာပါဒီဟာလေးဆိုရင်လေဗဒက်များခို့သွေးရောင်လေးကြောက်ရောင်ပေါ့အဲ့လိုကြောက်ရောင်လေးနဲ့ဒီကြောင်လော့ကက်လေးကိုတွဲပြီးတော့ဖန်တီးပေးထားရင်အဆောင်လေးတဘောမျိုးနဲ့ကြောက်ကိုစားမယ်fancy ပုံစံလေးဖြစ်ရမယ်ဆိုဒီကျိုးလေးကတော်တော်လှပါတယ်ဒါလည်းတကြိုးကိုကျိုးလော့ကက်ဇုံကိုမှ1000ပဲပါရှင်သူဆိုရင်ကျိုးတက်ပဲဖြုတ်ဝစ်လဲလှတယ်နော်တော်ပလင်းဆက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျိုးပါပြီးတော့တကြိုးထဲနဲ့လဲပေါ်ပါတယ်ခရမ်းဆွဲလေးကိုမှသူလဲဘလင်းကျိုးလေးနဲ့တွဲပေးထားတာကိုမှဒီလိုမျိုးဘဲငန်းလေးနှစ်ကောင်ပေါ့နော်ဒီဘဲငန်းဒါလဲ1000ပါပဲရှင်ဒီအကုန်လုံးကမမင်း2ရက်အတွင်းမှာ1000နဲ့ထားပေးမဲ့ကျိုးလေးတွေပါရှင်ဒီဘက်ကဒီအကုန်လုံးကလည်းမင်း1000နဲ့ပဲထားပေးမှာပါပုံမှန်13500 12500လုံးဝမလျှော့ပေးတဲ့ပစ္စည်းတွေကိုမင်းက1000နဲ့ပဲထားပေးထားပါတယ်ရှင်ကြိုက်တယ်ဆိုရင်ယူထားပါနော်ကဲဒါဆိုရင်မင်းဒီလိုက်လေးကိုနားပါမယ်ညကြရင်ကဲရွေးလိုင်းကောင်းနေဆိုရင်မင်းပြန်ပြီးတော့တက်လာပါမယ်အဲ့ဒီအချိန်ကျရင်မင်းပြောထားတယ်ဒီရွှေပလင်းကျိုးလေးကိုမဲဖောက်ပေးမှာပါဒီရွှေပလင်းကျိုးလေးကိုယူဖို့အတွက်ညလိုက်လေးမှာလာခဲ့ပြီနော်ညလိုက်ကမင်း6နာရီsorry နော်မင်း9နာရီနောက်ပိုင်းမှာမင်းလိုက်လေးရှိပါမယ်ရှင်ဒီကျိုးလေးပါဒီရွှေပလင်းကျိုးလေးကိုမင်းလက်ဆောင်ပေးမှာပါဒီရွှေပလင်းကျိုးလေးကိုယူဖို့အတွက်မင်းကို9နာရီခွဲလောက်မှာပေါ့နော်မင်းလိုက်လေးမှာဝင်ရောက်ကန်ဆန်းဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်ဒါဆိုရင်မင်းလိုက်လေးနားပါမယ်နော်ဒီကြိုက်တဲ့ပုံလေးတွေရှိရင်လည်းမင်းရဲ့ CP မှာအချိန်မျိုးလာရောက်မေးမြန်းနိုင်ပါတယ်မင်းကဒီလိုပါမင်း200နီးပါတော့အယောင်ငွေချေပို့ပေးပါရှင်အကယ်၍အိမ်မရောက်တဲ့မြို့လေးတွေကိုလည်းကားဂိတ်တို့နဲ့လည်းအဆင်ပြေအောင်ပို့ပေးပါဖြစ်လို့ပေါ့နော် Messenger မကြည့်ဖြစ်လို့စာပြန်တာနောက်ကျနေမယ်ဆိုရင်မင်းဖုန်းနံပါတ်3994133339939094003939ကိုဆက်သွယ်မေးမြန်းပြီးတော့မှာယူလို့ရပါတယ်တာယာတဲ့နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်